Hello အားလုံးမိနေတဲ့ဂျင်းလေးတစ်ခုကိုဒီနေ့ရောဂျင်းတုပ်လုပ်မယ် Made in PRC Made in PRC ဆိုတာလေသိရလူတွေရောသိတာပေါ့နော်သိရလူတွေရောသွားလိုက်တော့မသိရလူတွေရောအနေခဲ့ပါ Made in PRC ဆိုတာက People Republic of China ပါဆိုတော့ဘူးမှကြည့်လိုက်ပေါ့နော် People Republic of China is the Made in China ပါအတူတူပါပဲအခုကြည့်တော့ကသူတို့ရဲ့ project တွေကိုပေါ့နော် Made in China လို့ရေးလို့ရှိရင်နိုင်ငံကြီးတော်တော်များများကအဲ့လိုဖြစ်တယ်ကွာမကြိုက်ဘူးကျမလည်းမကြိုက်ဘူးအဲ့ကကြတော့သူတို့ကနားလေပါရိုက်ပေါ့နော်ကလားကြီးကလည်းအရာကြီးကလည်းကလားကြီးဆိုပြီးတော့သူတို့က PRC Made in PRC ဆိုပြီးရေးလိုက်တာပါဆိုတော့အဲ့ဒီ Made in PRC is the Made in China တူပါပဲဒါဆိုရင်ဟဲ့တရုံးမိတ်ကြီးသုံးလို့မရဘူးလားအဲ့လိုမဟုတ်ပါဘူးကျမပြမယ် Maybelline တို့ကျမပြမယ်ဆိုကျမကြည့်တယ်ပါမရှိ Maybelline တို့ L'Oreal တို့တော့မှပဲ Made in China ကရှိပါတယ် Made in China ရှိတဲ့အခါကျတော့ဘယ်လိုခွဲမလဲပေါ့နော်သူ့ရဲ့ origin company ကိုကြည့်ပါသူ့ရဲ့ origin company ကဒါခေါင်းမှာလိမ့်နေတယ်ကြိုင်ထားတာဟေးဒီမှာခေါင်းလျှော်ထားလို့သူ့ရဲ့ origin company ကဘယ်ကနေ origin လဲပေါ့နော်ဒီ origin ပြဿနာဆိုလို့ရှိရင်ကွာသူ့ရဲ့ origin က China ဒါပေမဲ့ Made in Japan လည်းရှိတယ်အနီရောင်ဘူးလေးဆို Made in Japan အဲ့ဒါကြီးကကြတော့ပေါ့အရေးကြောင်းအတွက်ဟာဆို Made in Japan ရှိတယ်ပြီးရင်ဘာရှိလဲ Made in Korea ရှိတယ်skin care ဆို Made in makeup တွေဆို Made in Korea အဲ့လိုမျိုးအမျိုးလာတယ်ဒီလို hair care ဆို Made in Thailand ဟုတ်တယ် Made in Thailand အဲ့လိုမျိုးလာတယ်ဆိုတော့ Made in China ဆိုရင်မသုံးရဘူးလားအဲ့လိုတော့မဟုတ်ဘူးတချို့ Made in China တွေက Maybelline မှာဆိုလဲ Made in China ရှိ Maybelline ရဲ့အခုထွက်တဲ့ new color stay ဆို make အဲ့ဒါ Made in China ပဲဒါပေမဲ့သူကတရုတ်မှာစက်ရုံထောင်ထားတဲ့အကြောင်းမလို့တရုတ်ပြည်ရဲ့ဘယ်လိုပြောမလဲလုံသားနဲ့တရုတ်မှာစက်ရုံထောင်ပြီးတော့ထုတ်တယ်လို့က Made in China ဖြစ်တယ်သူ့ရဲ့ original formula New York Maybelline က New York ကို New York ကွာသိလားနောက်ပြီးတော့ iPhone လို့ပေါ့ iPhone ဆိုရင် iPhone ကတရုတ်ကထုတ်တာမဟုတ်ဘူးဒါပေမဲ့စက်ရုံကိုတရုတ်မှာထောင်ထားတဲ့အတွက် iPhone မှာလည်း Made in China ပါတယ်အဲ့တော့ Made in China သုံးရတာပြဿနာမရှိဘူးဒါပေမဲ့ကိုသုံးရတဲ့ product ကဘယ်အတုံးပဲကင် Made in China PRC ဖြစ်နေတော့အဲ့ဒါကတရုတ်ကထုတ်တဲ့ပစ္စည်းရှိတယ် WhatsApp မှာလေအဲ့လိုမျိုး Made in China ပစ္စည်းအများကြီးရှိတယ် Boost မှာလည်း Made in China ပစ္စည်းအများကြီးရှိတယ်အဲ့တော့ကျမကဘယ်လိုခွဲရလဲဆိုတော့ပစ္စည်းတစ်ခုကိုကြည့်လိုက်လို့ရှိရင်ဒါကတော့ Made in China ခေါင်းလေးစီမှာ Made in China ဖြစ်သွားတဲ့ထားနော်အဲ့ဆိုလို့ရှိရင်ခေါင်းလျှော်ရအောင်ဘာ Made လဲတော့ပြန်ကြည့်လိုက်ခေါင်းလျှော်ရ Made in China အဲ့ဆိုလို့ရှိရင်အဲ့ဒီကနေပြီးတော့ထုတ်တဲ့စပင်းပေါင်းစီရအောင်ဘာလဲMade in Cambodia ဒါဆိုရင်တော့သူ့ရဲ့ region ကဘာလဲနည်းနည်းပါစာလေးပါလေးဖတ် Google လေးပါလေးခောက်လိုက်လို့ရှိရင်သူ့ရဲ့ origin ကဘာလဲဆိုတော့ထွက်လာလိမ့်မယ်ဒါမှမဟုတ်ပစ္စည်းတစ်ခုပေါ့အနာဂတ်ပစ္စည်းတစ်ခုပေါ့ကင်ကြည့်လိုက် Made in China သူ့နဲ့ brand တူပဲတခြားဟာလည်းကင်ကြည့်ဥပမာကတိုနာကိုကင်ကြည့်တယ် Made in China စေရန်ကိုကင်ကြည့်တယ် Made in China အကုန်လုံးကိုကင်ကြည့်လိုက်လို့ Made in China ဖြစ်နေရဆိုတော့ तू ကသူ့ရဲ့ origin က Made in China ပဲကျမဘယ် brand တွေလို့မပြောဘူးဒါပေမဲ့ WhatsApp မှာ Boost မှာကိုပဲအဲ့လိုမျိုး PRC တွေရှိတယ် quality မကောင်းလားဆိုတော့ကြတော့ဘယ်လိုပြောလဲညနာစရာဇလန်းလေးတစ်ပုဒ်ရှိတယ်တရုတ်ကသူတို့နိုင်ငံမှာသုံးတဲ့ပစ္စည်းတွေကောင်းတယ်နိုင်ငံကြီးတွေကိုပို့တဲ့ပစ္စည်းတွေကောင်းတယ်ကျမတို့ရှိတာအစုပ်တွေပို့တာကိုယ့်အနေကိုညစဉ်းစားနေဝယ်ပေါ့နော်စိုက်ခွေမဖောက်ပါနဲ့အခုချက်ချင်းအိမ်ကပစ္စည်းတွေကိုတည်တယ်ကျမဒီဗီဒီယိုပေးရတယ်ကျွန်တော်ကပြေးကြည့်တော့မှဘူးတွေမှာ PRC ပါလား PRC ပါလားငါတော့တရုတ်ဟာမိပြီလားလို့ပြေးကြည့်တော့မှအဲ့လိုဒီစိုက်ခွေမဖောက်ပါနဲ့ PRC ပါဝယ်ပြီးတော့သုံးရမှာပါနော်ဝယ်ပြီးတော့သုံးရမှာပါဒါပေမဲ့တရုတ်မှာကုမ္ပဏီမဟုတ်ဖဲတရုတ်ကုမ္ပဏီမဟုတ်ဖဲနဲ့တရုတ်မှာစက်ရုံထားပြီးတော့ထုတ်တဲ့ပစ္စည်းလားတကယ်ကိုပဲကိုတရုတ်ကြီးကထုတ်တဲ့ပစ္စည်းလားဆိုတော့ကိုယ့်အနေကိုဝေဖန်ပိုင်းခြားသုံးသပ်ပါနော်ကျမတို့လည်းမမေးပါနဲ့စာရအများကြီးပြန်နေရလုံးဝအချိန်မမီလို့ပါအဲ့တော့သုံးပြီးပြီဆိုဝယ်ပြီးပြီဆိုတော့သုံးမဝယ်ရသေးရင်တော့စာဖက်အိမ်ရပလင်းတွေကိုကြည့်ပြီးတော့စိုက်ကွယ်မဖောက်ပါနဲ့ဝယ်ပြီးရင်ကောင်းအောင်သုံးရပါမယ်ပြစ်ဖို့လည်းစိတ်မကူးပါနဲ့ဟုတ်တယ်နော်ကျေးဇူးတင်ပါတယ်